လူတွေမှာအမြန်ဆုံးချက်ချင်းဖြစ်တတ်တာတွေကတေးပြီးချင်းသားဆွဲသမီးဆွဲပစ္စည်းဆွဲပြီးတဲ့အခါမှာအဲ့ဒီအဆွဲအားလျော်စွာနော်ကိုယ်အိမ်အနီးပတ်ဝန်းကျင်မှာပြိတ္တာသွားဖြစ်တတ်တယ်အဲ့ပြိတ္တာဖြစ်တယ်ပြိတ္တာဖြစ်လို့မကျွတ်ဘူးလို့ပြောကြတယ်အမှန်ကတော့ဘဝတစ်ခုရသွားတာဆွဲလန်းမှုကိုအကြောင်းပြုပြီးတော့ဘဝတစ်ခုရသွားတာအေးအိမ်မှာလူတယောက်သေသွားလို့6666လုံးနေပြီဆိုရင်တော့အဲ့ဒါပြိတ္တာဘဝလို့သာမှတ်ပြီတော့ပြိတ္တာဘဝဖြစ်နေပြီသူ့အနေနဲ့ကသေသွားတယ်လို့မသိဘူးရုပ်တရက်မသိဘူးမသိတော့သူခါတိုင်းလိုပဲဒီအိမ်မှာသွားလာနေတယ်သို့တော့သူတတိထားမိတာဘာလို့ဆိုရင်လူတွေကသူ့ကိုမမြင်ကြဘူးမိသားစုတွေကလည်းသူ့ကိုနှုတ်မဆက်ဘူးနော်အဲ့ဒါတော့သူတတိထားမိလိမ့်မယ်နောက်ပိုင်းကျသူဟာတွေသူထားတာတွေသူကြည့်ကောင်းကြည့်လိမ့်မယ်အဲ့တော့ကြည့်တဲ့အခါလူတွေကသူ့ကိုမမြင်ရဘူးသူကတော့လူတွေကိုမြင်နေရတယ်တခါတော့မလေးရှားမှာတည်သွားတဲ့လူတယောက်ကညမှာတည်သွားပြီးတဲ့နောက်မှာသူ့ရဲ့အကိုလိုနေတဲ့လူတယောက်စီသွားကိုနှုတ်ဆက်တယ်ဆိုပါတော့သူတည်တာ9နာရီလောက်ကတည်တယ်10နာရီကြော်လောက်တကားလာခောက်တယ်တကားလာခောက်တော့တကားဖွင့်ပေးလိုက်တဲ့အခါကျအဲ့လူဝင်လာပြီးစကားစမြည်ပြောပြီးအကိုကျွန်တော်နေ့ပြင်ကဗမာပြည်ပြန်မလို့တဲ့ဆိုနှုတ်ဆက်စကားပါပြောပြီးပြန်ဆင်းသွားနောက်တရက်ကျတော့အဲ့ဒီလူဆုံးနေကြဟာဘယ်ချိန်ကဆုံးတာတော့ဆို9နိုင်လောက်ကဆုံးနေဆိုဟိုလူကမယုံမဟုတ်ဘူးမဖြစ်နိုင်ဘူးည10နာရီမှငါစီရောက်လာသေးတယ်တကားခောက်ပြီးတော့သူနဲ့စကားပြောသေးတယ်တကယ်ကတော့အဲ့ဒီလူတွေဂျုံရတတ်တယ်ပေါ့နော်